ပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုစွမ်းနိုင်သမျှပေးဆက်ခြင်းလားကိုကလွယ်လို့ဝိနည်းရပရာလို့ခေါ်တာဟိတဆိုတာကအကျိုးစီးပွားကပရာဟိတဆိုဒီမှာကိုကျုံအတ္တမပါပဲသူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုစွမ်းနိုင်သမျှပေးဆက်ခြင်းကိုရဲ့ပိုင်ဆိုင်ရာပစ္စည်းဥစ္စာချိန်နဲ့ပညာဆွလို့မြဝေသူတို့စိတ်နှလုံးသားမှာညော်လေးတဲ့ကင်းသောပြုစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါငုံမျက်စိထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာဟိတပါအများဆုံးညို့ရွက်တဲ့ဘူးခနုခနဲ့နဲ့ဆိုခဲ့ရဲ့မဖဲ့မဆောင်ကိုလမ်းညမို့ရှင်းရှုတာနဲ့စိတ်ကောင်းရဲ့ရှင်မွန်မြတ်ခြင်းနဲ့တန်ပရာဟိတခီသာသနာပြုသူသနာဆရာတော်အရှင်ပရဟိတဦးဆောင်ငါပင်တရားတကာညီညွတ်လက်တွဲကြိုးစားထမ်းရွယ်သစ္စာဓမ္မစံရမြစ်တာရည်ဖြတ်မလဲမြဝေနေဘေးမတန်အေးချမ်းရပါစေချိန်နဲ့ပညာဆုံးလို့မြဝေသူတို့စိတ်နှလုံးသားမှာမျောလေးခြင်းကင်းသောပြုစင်ရင်မြတ်တာသာနာခြင်းငါကယူနာပါမွန်မြတ်စိတ်ထားရှိသူတို့သာတကယ်မွန်မြတ်တဲ့အလုပ်ကိုလုံနိုင်တာပရာဟိတပါမဖဲ့မဆောင်ကိုလမ်းမြောင်ကိုရှေ့ရှုကနေစိတ်ကောင်းနဲ့ရှင်မုံမြတ်ခြင်းနဲ့တန်ပရာဟိတခီပါသာသနာလူမှုရေးများမကြမ်းနဲ့လေသာသနာပြုသူသနာဆရာတော်အရှင်ပရာဟိတဦးဆောင်ငါပင်တရားတကာညီညွတ်လက်တွဲကြိုးစားထမ်းရွယ်နေသစ္စာဓမ္မစံရည်မြစ်တာ